အားလုံးပဲမင်္ဂလာပါ Bridge and Breakthrough ပါကျွန်မဒီနေ့ဝေမျှခြင်းတဲ့အကြောင်းအရာလေးကတော့လုပ်ငန်းတစ်ခုမှာပြဿနာရှိတာမဆန်းပါဘူးပြဿနာကိုမပြောပြရဲတာမဖြေရှင်းရဲတာတယောက်နဲ့တယောက်အဖြစ်တင်တာကမှအန်ဒီရှိတာပါအုံနာကလည်းဝန်ထမ်းကဘာလို့မမြင်တာလဲလို့စိတ်ဆိုးတတ်တယ်ဝန်ထမ်းကလည်းပြောပြရင်ပြစ်တင်ခံရမယ်လို့တွေးတတ်တယ်အဲ့ဒီလိုနဲ့ organization မှာ silent culture တွေ silent problem တွေကြီးလာတယ်တကယ်တမ်းတော့အဖြေကရိုးရိုးလေးပါ blame culture ကိုလျှော့ပြီးတော့ solution culture ကိုတည်ဆောက်ရမှာပါဘယ်လိုတည်ဆောက်ရမလဲဆိုရင်နံပါတ်1ပြဿနာကိုတင်ပြလာတဲ့အခါမှာအရင်ဆုံးကျေးဇူးတင်ပါနံပါတ်2ပြီးရင် root cause ကိုရှာပါနောက်ဆုံး solution ကိုတာဝန်ခွဲပေးပါပြဿနာကိုဖုံးကွယ်တဲ့ team ကမတိုးတက်ပါဘူးပြဿနာကိုမြန်မြန်ပြင်တဲ့ team ကမှတိုးတက်အောင်မြင်တာပါအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းမှာ blame culture ကို short ပြီးတော့ solution culture ကိုတိဆောက်သင့်တယ်လို့သဘောတူရဆိုရင် like and share လေးလုပ်ပေးသွားပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် Bridge and Breakthrough ပါရှင်